မိတ်ဆွေတို့အိမ်ဆောက်ရင်အကြောက်ဆုံးကဘာလဲခင်ဗျာဒီနေ့တော့ကျွန်တော်စိတ်ကူးလေးခုရရပေါ့နော်ကျွန်တော်တို့ဒီမိတ်ဆွေတွေအိမ်နေပါရေဆောက်တယ်ဆိုရင်စိုးရိမ်မှုအကြီးဆုံးအချက်ကပါတယ်ကိုကတကယ်လို့တနေ့နေ့မှာအိမ်လေးတစ်လုံးကိုတည်ဆောက်မယ်ဆိုရင်ကိုယ့်အိမ်လေးကိုမဖြစ်စေချင်တဲ့အရာဘာဖြစ်မလဲကိုယ့်အိမ်လေးကိုဖြစ်စေချင်တဲ့အရာဟောဘာဖြစ်မလဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်မေးကြည့်ဖို့စိတ်ကူးရတယ်ပေါ့နော်ကျွန်တော်တို့ကြီးနေ့ခင်ကျွန်တော်တို့လုတ်ကင်နေကြရဲ့ထဲမှာအင်ရှင်အမျိုးမျိုးတွေ့ရတယ်ပေါ့နော်တချို့အင်ရှင်တွေကသူတို့ရဲ့ဒီကောက်တဲ့လုပ်ငန်းကသူတို့ရဲ့စီးပွားရေးလုပ်ငန်းဖြစ်ရှင်ဖြစ်မယ်တချို့အင်ရှင်တွေကသူတို့ဒီကောက်တဲ့အဆောက်အဦလေးရာသူတို့ကဘောအလုံးစိတ်ကူးရင်ခဲ့ရရဲ့အိမ်လေးတစ်လုံးဖြစ်ရင်ဖြစ်မယ်တချို့အင်ရှင်တွေကမိသားစုနဲ့ညွှန်းကျွေးနေဖို့အတွက်ဒီကောက်တဲ့အိမ်လေးတစ်လုံးဖြစ်ရှင်ဖြစ်မယ်မိတ်ဆွေတို့ကရောအခုချိန်မှာအိမ်ဆောက်မယ်ဆိုရင်သို့မဟုတ်အိမ်မက်ထဲကအိမ်လေးကအိမ်ဆောက်မယ်ဆိုရင်ကိုယ့်ရဲ့အိမ်လေးကဘယ်လိုပုံစံလေးဖြစ်ရှင်တာလဲကိုယ့်အိမ်လေးကိုဒီကောက်မယ်ဆိုရင်ကိုယ်အကြောက်ဆုံးကဘာလဲဘာဖြစ်မှာအကြောက်ဆုံးလဲပေါ့နော်ဒါဆိုရင်ကျွန်တော်ကနောက်ရက်ကြီးကြာရင်မိတ်ဆွေတို့ဖြည့်ရဲ့အဖြည့်ရအောင်ပြီးတော့ကျွန်တော်ကဘယ်လိုကြောက်တာဆိုရင်တော့ဘယ်လိုဖြည့်ရှင်းလို့ရရဲဆိုတော့နီလန်လေးတွေကိုကျွန်တော်အသေးစိတ်ပြောပြပေးပါမယ်ခင်ဗျာဆိုတော့အိမ်ဆောက်တော့မယ်ခင်ဗျာရင်မဖြစ်ဖြစ်တစ်ချိန်မှာအိမ်ဆောက်မယ်လို့စိတ်ကူးမျှော်လင့်ချက်တွေရှိရင်ပဲဖြစ်ဖြစ်ကိုအိမ်ဆောက်တော့မယ်ဆိုရင်ကိုအကြောက်ဆုံးကဘာလဲဆိုတာကိုမှန်းခဲ့ပေးပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်အဖြေအများကြီးပေးနိုင်အောင်ကြိုးစားပါမယ်ခင်ဗျာ